ယောက်ျားတွေခိုက်တယ်လို့တော့ဒါသိတာသူနဲ့လက်ထက်တဲ့ယောက်ျားတွေလည်းတနည်းမဟုတ်တနည်းနဲ့တော့သိကြတယ်ဒီလက်တက်ပွဲကိုမမမရမကမပြင်းပြအောင်လုပ်ပြရအဲ့ဒီကောင်မအပြိုးမဟုတ်ဘူးလင်းသေးထားတဲ့မုတ်ဆိုးမနော်အဲ့လိုမိန်းမမျိုးခိုက်တဲ့မိန်းမလို့ခေါ်ဘိုးရှိကလေးကဒီလိုအယူဆတွေရှိခဲ့ပြီသားဟုတ်ပြီကိုရကျမနဲ့သူနဲ့တကယ်ချစ်လို့လက်ထက်ကြနင့်ဟိုဘသူကသဘောတူလို့နင်ကလက်ထက်နင်ကပေးစားလဲငါကနိသားကိုပြူစားလိုက်ပြီလေမမီအဲ့ဒီမိုးခက်ဆိုတဲ့ကောင်ပါစုံမသူ့မိရလဲစုံမာတဲ့စုံမျိုးတွေတရားမယ်ဆိုရင်တော့မမရမကနီးနဲ့လက်တက်ပြီးယူอ่ะဒီလိုခင်မှာမင်းအဲ့လိုချစ်ပြနေလို့မင်းဘသူမှရမ်းမိုက်တယ်ဆိုပြီးမချေချူယူလို့ပြောမှာမင်းယူနေတာမင်းကမင်းသိတာဟမ်မင်းဖော်ကြောင်ဖို့ပဲသိတယ်ကောင်တိကောင်းနေဆိုယူကြည့်လိုက်အဲ့ကောင်မကိုတွတ်တက်ပြင်းမယ်တောက်ကိုတန်းရမမီတန်းရမရလာလူတော့ပြီးတော့သဘောတူနော်ဖျက်ပြန်လို့တနေ့ကနေတနေ့လာချိုးလေးကူတန်တာအင်္ဂါဗုဒ္ဓဟုချိုးလေးတကူကူစနေမှာဂျိုးကလေးကပြန်သွားပြီမယ်တနင်္ဂနွေမှာတော့ဂျိုးကလေးကပြန်ရောက်လာတယ်ဆရာမကျွန်တော်ဆရာမရဲ့ဂျိုးကလေးဖြစ်ရှင်နော်အကိုကလည်းဘာလျှောက်ပြောနေမှလည်းမသိဘူးကျွန်တော်ဆရာမလေးကိုတေတေပန်တတစုံမျက်မျက်နုံနုံနဲ့ပေါင်းတင်လက်ထက်လိုချင်ပါတယ်နင်တို့မင်္ဂလာပွဲကိုပြတ်အခုချက်ချင်းပြတ်ငါကစောင်းမနော်နေနော်နေဘဝကိုစောက်ပြတ်တက်သွားလားပြုတ်စားလိုက်ရမှာလားအိမ်မက်တွေအကုန်လုံးတစားတီပြက်စီးကုန်အဲ့ဒီစုံမကြောင့်ကြောက်ပါပါလေစိတ်ကြီးစိတ်မစားနဲ့နာပါပြုံးလာခဲ့ကြစမ်းအားလုံးနေတော့ဘဝတွေစောက်ပြတ်တက်သွားစေရမယ်你这样一定要修，有条理，这样一定要对对让没吧？你对他，你对，什么？ငါ့ကိုဘယ်သူမှပြူစားလို့မရငါကပဲပြူစားပြီးထားခဲ့မဲ့ကောင်